ဒီရှာဒီနေ့နေပြည်တော်မှာကျင်းပတဲ့ပြည်အောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲမှာဟောပြောပွဲအနေနဲ့တော့ပြောပြမှာဖြစ်တယ်ပေါ့နော်ပြောမဲ့ topic လေးကတော့ MSME to scalable enterprise ရဲ့ခေါင်းစဉ်လေးနဲ့ပြောမှာဖြစ်ပါတယ်ဒီချက်ပြောတဲ့ point of view ကတော့ digital present အများကြီးပါတယ်ပေါ့နော်နည်းပညာသုံးပြီးတော့မှ MSME ကိုဘယ်လိုမျိုးဒီထက်အဆင့်မြင့်အောင်ပေါ့နော်လုပ်မလဲဆိုတာလေးကိုအများကြီးပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့ဒီချက် brief လေးပြောပြချင်တယ်ပေါ့နော်နံပါတ်1အနေရပါတော့ဒီချက်တို့ MSME ပေါ့အခုလက်ရှိမြန်မာနိုင်ငံမှာဖြစ်နေ MSME အခြေအနေတော်တော်များများကအလုပ်တွေများတယ် operation မှာ very heavy ဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းအလုပ်များတဲ့လောက်အမြက်ကများနေလားဆိုတော့အဲ့လိုအလုပ်များတဲ့အမြက်များတယ်ဆိုပြီးအချိုးကျမနေဘူးပေါ့နော်တချို့တွေကအရန်ကို operation မှာ run ရတယ်တကယ်တမ်းအမြက်မှာကျတော့တိတိကျကျတိုးတက်နေတာမျိုးကိုမတွေ့ရဘူးဆိုတာကိုတွေ့ရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုက system ကိုတိစောက်တာမျိုးကိုတိတ်မတွေ့ရဘူးပေါ့နော်အဲ့ system တိစောက်တာမျိုးဆိုတာကအလုပ်ကို operation ကိုပြီးအောင်ကောင်းအောင်ဒီရောင်းအားကိုပဲအရန် focus ထားနေတာဖြစ်တဲ့အတွက်တနေ့မှာ system တစ်ခုတိစောက်လို့ရအောင်လို့ကိုအဲ့ဘက်ကိုတိတ်ပြီးတော့အာယုံမထားကြတာမျိုးကိုလည်းတွေ့ရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုက MSME တော်တော်များများပေါ့နော်ဒီ business အသေးတော်တော်များများကလုပ်ငန်းရှင်ပေါ်မှာမူတည်တာများပါတယ်လုပ်ငန်းရှင်မရှိရင်ဒီလုပ်ငန်းကြီးကဆက်လက်လဲပတ်ဖို့မရဘူးပေါ့နော်ပြီးတော့လုပ်ငန်းရှင်ကနေ့တူက day to day operation မှာဝင်နေရတယ်ဒါမျိုးလေးတွေကိုလည်းတချို့တို့ဒါလုပ်ငန်းမကြီးထွားနိုင်တဲ့ MSME တွေမှာတွေ့ရတဲ့အချက်လေးတွေဖြစ်တယ်ပေါ့နော်အဲ့တော့ MSME တွေရဲ့ trap ပေါ့နော်လုပ်ငန်းတွေကျနေတဲ့အချိန်မှာဒီလုပ်ငန်းတိုးတက်အောင်လို့လုပ်မယ်ဆိုလို့ရှင်ပေါ့နော်ဘာလို့ပဲတော်တော်များများကမြင်ကြလဲဆိုတော့ဈေးနှုန်းနဲ့ပဲရှင်ပြိုင်ကြတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဈေးနှုန်းနဲ့ရှင်ပြိုင်နေဆိုတာကသူကဒီဈေးနဲ့ရောင်းနေဆိုလို့ရှင်ငါကဒီဈေးထက်ကျအောင်ရောင်းမယ် promotion တွေပေးမယ်ဒီဈေးကိုပဲအာရုံစိုက်ပြီးတော့မှဒီသွားကြတာမျိုးတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ branding ကိုတည်တည်ချာချာမတိစောက်နိုင်တာပေါ့နော် branding ကိုအရင် focus မထားဘူးဒီလိုလေးလည်းလုပ်မယ်ဒီလိုလေးလည်းရောင်းမယ်ဒါမျိုးပေါ့နော် brand တစ်ခုကိုတိစောက်ဖို့ကိုတိတ်အာရုံမထားတာကလည်း MSME တွေရဲ့ကြာရှုံးနိုင်တဲ့အချက်ထဲမှာပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့ customer data မရှိဘူးအဲ့ဒါတော့အရင်ရေးကြည့်ပါတယ်ကျတော့ဈေးတွေသာရောင်းနေတယ်ကိုယ့်ရဲ့ဒီပေါ့နော်အထူးသဖြင့်ပေါ့နော်ဒီ manual offline မှာရောင်းတဲ့ system တွေ business တွေမှာတွေ့ရလေးရှိရယ်ကိုကဈေးတော့ရောင်းနေဒါပေမဲ့အဲ့ဒီလာဝယ်သွားတဲ့သူကပေါ့နော်ဘယ်လိုမျိုး background ရှိလဲသူကအသက်ဘယ်လောက်လဲဘာလို့ဝယ်တာလဲကိုစီယာ product ကိုသူကဘာလို့ဝယ်တာလဲဆိုရယ် data အခြေခံချက်လက်ကိုမတွေ့ရတာဖြစ်တဲ့အတွက် share တို့ကနောက်ထပ်ဒီ growth ဖြစ်ဖို့အတွက်သွားဖို့ဆိုတာလေးကိုတော်တော်လေးခက်ခဲတာမျိုးကိုတွေ့ရတယ်ပေါ့နော်ပြီးတော့ share တို့အဟောင်းလုပ်ငန်းနဲ့အနာဂတ်လုပ်ငန်းပေါ့နော်အရင်တုန်းက MSME တွေရဲ့လုပ်တဲ့ပုံစံတွေကပစ္စည်းရောင်းတာကိုအရင် focus လုပ်တယ်ပြီးလို့ရှိရင်ဒီ offline ပေါ့နော် offline သွားတာကို focus လုပ်တယ်ပြီးရင်ခက်မှန်းတယ်ပေါ့နော်ဒီပစ္စည်းလေးကရောင်းရတယ်ဆိုလို့ရှိရင်ဘာလို့ရောင်းရတာလဲဆိုတာကိုသူတို့က data နဲ့မကြည့်ဘဲနဲ့ခက်မှန်းပြီးတော့ပဲအဖြေရှာတတ်တယ် manual လုပ်ရတာမျိုးကိုအရန်အသားပေးတယ်ပေါ့နော်ပြီးရင် owner ကဝင်ပြီးတော့မှအစအဆုံးဝင်လုပ်တာမျိုးတွေကိုလည်းတွေ့ရပါတယ်ဒါပေမဲ့အနာဂတ် MSME မှာပို့ပြီးတော့အောင်မြင်ခြင်းနဲ့ဆိုရင်တော့ဘယ်လိုမျိုးလုပ်ဆောင်ရမလဲပေါ့နော် customer data တွေကိုတချို့တို့ဒီတည်ချာချာတီထောင်ရမယ်ပေါ့နော် customer data တွေကိုသိအောင်လို့မှတ်ရမယ်နောက်တစ်ခုက digital လဲသွားရမယ် offline လဲသွားရမယ်ပေါ့နော် offline မဖွင့်ရဘူးမပြောပါဘူး offline ရှိတာကသူကယုံကြည်မှုကိုမြင့်စေတယ်ပေါ့နော် offline ဆိုင်ရှိတာမျိုးလည်းရတယ်ဒါပေမဲ့လည်း digital ကသွားရမယ်ဒီခရီးဖြစ်တယ်ပေါ့နော် digital ကိုလုံးဝမသုံးချင်ဘူးမရောင်းချင်ပါဘူးเนาะဒီdigital wallet တွေနဲ့မပေးချင်ပါဘူးဒီလိုမျိုးပုံစံသွားလို့မရဘူးเนาะနောက်တစ်ခုကတော့ data နဲ့ဆုံးဖြတ်တဲ့အလေးချိန်ကိုလုပ်ရမှာဖြစ်ပါတယ်အဲ့တော့ဆိုင်နှစ်ဆိုင်ဖွင့်ထားရဲဆိုရင်တော့ပစ္စည်းတူတူတင်ထားတယ်ဒါပေမဲ့အဲ့ဆိုင်နှစ်ဆိုင်မှာဖွင့်ထားတဲ့နေရာ location လူတွေရဲ့အကြိုက်ပေါ်မူတည်ပြီးတော့မှရောင်းရတဲ့ပစ္စည်းတွေကဘယ်အရာပူရောင်းရတယ်ဆိုတာကမတူနိုင်ဘူးပေါ့နော်ဒါကြောင့်မို့ဒီကခက်မှန်းနေဆိုတာမျိုးထက်ပေါ့နော် data အရတွက်ရမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဥမာလူတွေရဲ့သုံးစွဲနိုင်စွမ်းပြီးတော့သူတို့ရဲ့ပေါ့နော်ကိုဖွင့်ထားတဲ့ဆိုင်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့အကြိုက်ပေါ့နော်ဒီပေါ်မူတည်ပြီးတော့မှကျွန်တော်ရောင်းရတဲ့ product တွေကကွာသွားနိုင်ပါတယ်ဒါကြောင့်မို့လို့ data နဲ့ဆုံးဖြတ်တာကပို့ပြီးတော့မှတိကျမှန်ကန်နေဆိုတာကိုသိရမယ်ပေါ့နော်နောက်တစ်ခု automation ပါတက်နိုင်သမျှအရာတော်တော်များများကို automation လုပ်တင်တယ်ပေါ့နော်ဥပမာအခြေခံနည်းပြောရမယ်ဆိုတော့ကျွန်တော်ဒီ finance တွေပေါ့နော် finance data တွေကို automate လုပ်တင်တယ်လူမထည့်ဘူးလားဆိုတော့မဟုတ်ဘူးထည့်တင်ပါတယ်ဒါပေမဲ့လူထည့်တဲ့နေရာမှာတော့အခြေခံထည့်တဲ့ transaction data မျိုးမဟုတ်ဘဲနဲ့ပါနော်စီစစ်တဲ့ data ဒါမှမဟုတ် reporting လုပ်တာ review လုပ်တာဒါမျိုးတွေမှာတော့ဒီ professional ကိုသုံးသင်ပြီးတော့မှ day to day operation အတွက်ကတော့လွယ်ကူတဲ့ပေါ့နော် automation process တွေသုံးသင်ပါတယ်ဈေးရောက်နေဆိုလို့ရှိရင်လည်းဒါ POS system တွေထည့်သုံးတာမျိုးပေါ့နော်ဒါမျိုးလေးတွေကိုသုံးသင်ပါတယ်နောက်တစ်ခုကတော့ system ကို focus ထားပါမယ်ဟုတ်ပါတယ်ရောင်းအားကောင်းအောင်ပေါ့နော်အမြတ်ရအောင်ကအရေးကြီးတာမှန်ပေမဲ့လည်း system တစ်ခုတည်ဆောက်ဖို့ကလည်းအရင်အရေးကြီးပါတယ် system ကကြောက်တော့ sustainable သွားတာပေါ့နော်ရောင်းတဲ့ကိုမရှိလဲပတ်နိုင်အောင် system တစ်ခုကိုတည်ဆောက်မယ်ဆိုမှဒါအနာဂတ် MSME မှာကပို့ပြီးတော့ကြီးထွားလာနိုင်တာပဲဖြစ်တယ်ပေါ့နော်
အဲ့တော့အခုလက်ရှိပေါ့နော် entrepreneurship ရဲ့အတိတ်ပဲဆိုတာကဆိုင်ဖွင့်တာရဲ့เนาะဆိုင်ဖွင့်ပြီးဈေးရောင်းတာစီးပွားရေးတစ်ခုကိုဒီတိုင်းတည်ထောင်လိုက်တာပဲမဟုတ်ဘူးပေါ့နော်သူမှာ system ရှိရမယ် brand ရှိရမယ်ပြီးတော့ technology ကိုသုံးရမယ်ပေါ့နော်အဲ့တော့ system ရဲ့ brand ရဲ့ technology ရဲ့၃ခုကိုဒီ entrepreneurship စီးပွားရေးတစ်ခုစလုပ်တဲ့နေရာမှာထည့်ရမှာပဲဖြစ်ပါတယ်နံပါတ်1အချက်အနေနဲ့ကတော့ digital presence ကအရန်ကိုလိုတာပဲဖြစ်ပါတယ် digital presence လို့ပြောရဲဆိုလို့ရှိရင်ချက်တော့ social media မှာ account တစ်ခုဖွင့်လိုက်တာနဲ့ digital presence ပေါ့နော်ဒီလို TikTok မှာ account ဖွင့်လိုက်တာနဲ့ digital presence လို့ထင်တတ်ကြတယ်အဲ့လိုမျိုးမဟုတ်ပါဘူး digital နဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ကိုကဥမာကိုယ့်ရဲ့ဆိုင်ဖွင့်ထားရဲဆိုလို့ရှိရင်လည်း Google Map မှာကိုယ့်ရဲ့ဆိုင် location ရှိရလားပေါ့နော်ပြီးရင်ကိုယ်မှာ website ရှိလားဖြစ်နိုင်တယ်ဆိုလို့ရှိရင်တော့ website ကပို့ပြီးတော့ trusted ဆရာလားဖြစ်စေရပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုက review ပေါ့နော်ဒီကိုမှာ social media account share ဆိုလဲအဲ့ဒီ social media မှာလာပြီးတော့မှ review တွေရေးကြလားပေါ့နော်ဒီကိုရဲ့ပေါ့နော်တကယ်ကို customer ဒီ loyal customer တွေကနေပြီးတော့မှဒီ feedback ပေးတာတွေကိုလည်းတချို့တို့ကဒါ public မှာပေါ့နော်ရှိတယ်ဆိုလို့ရှိရင်ယုံကြည်မှုပိုတိုးတက်စေတယ်ပြီးလို့ရှိရင် customer database ရှိတာပေါ့နော်အဲ့တော့ customer database ကတစ်ချက်ခုနကလည်းအစဉ်ပြောခဲ့ရပေါ့နော်အရင်အရေးကြီးပါတယ်အဲ့တော့ဒီမှာ digital presence မှာ customer data ရှိခြင်းအဖြစ်ကိုက product တစ်ခုကိုစရောင်းခဲ့ရဆိုတော့မှကိုကနောက်ထပ်ပေါ့နော် cross selling တွေတွားလို့ရတယ်တခြား product တွေကိုထည့်ရောင်းနေအဓိကကိုမှာ loyal customer data ကိုထိဆောက်ထားတဲ့အခါကျရင်ပေါ့နော်ကိုစီးပွားရေးလုပ်တဲ့အခါကျရင်ဘယ်လမ်းကိုတွားပေါ့နော်ဒီ customer တွေကိုနဲ့အတူတူခေါ်သွားလို့ရတယ်ပေါ့နော်အဲ့တော့ digital presence ကအရင်အရေးကြီးရဲဆိုတာကိုပြောပြချင်ပါတယ်နံပါတ်2အချက်နေကတော့ influencer marketing ကအရင်ကိုအခုတလော market စားလာရပေါ့နော်အဲ့တော့ influencer marketing လို့ပြောလိုက်တာနဲ့အမှကြော်ညာမင်းသမီးတွေခေါ်ပြီးတော့ဈေးကြီးနဲ့ရိုက်ရမှာလားအဲ့လိုလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ခုနောက်ပိုင်းမှာတော့ micro ပေါ့နော် influencer တွေလည်းအများကြီးသုံးလာတာကိုတွေ့ရတယ်အဲ့တော့ influencer တွေကိုရွေးချယ်တဲ့အချိန်မှာသူ့ရဲ့ engagement ကိုကြည့်ရတယ်တချို့တော့ follower ထက်ပေါ့နော်ဒီ influencer ရဲ့ value ကငါနဲ့ကိုက်ညီရလားဥမာထားပါတော့ကိုကအစားတောက်ရောင်းမယ်စားတောက်ကုန်ရောင်းနေသူဆိုလို့ရှိရင်လည်းဥမာ food blogger မှာကိုကြိုက်တဲ့ဒီအပြောဆိုအသုံးနှုန်းနော်သူ့ရဲ့ value နဲ့ကိုက်တယ်ပေါ့နော် food blogger ကိုသွားမှာလားပြီးလို့ရှိရင်နောက်တစ်ခုကဒီ review တွေလုပ်တယ်ဆိုလဲပေါ့နော်ကိုသွားချင်တဲ့လမ်းကိုပေါ့နော်ဥမာကိုက hotel ဖွင့်ထားရဆိုလို့ရှိရင်လည်းပေါ့နော်တကယ်ကို lifestyle ကို review လုပ်တဲ့ influencer မျိုးကိုကငှားမှာလားဒါမျိုးလေးတွေကိုကျွန်တော် focus ထားတင်တယ်နောက်တစ်ခုကတော့ကိုရဲ့ loyal customer ကလည်းကိုယ့် influencer ပါပဲเนาะအဲ့တော့ကိုအချင်းချင်းပေါ့နော်လူအချင်းချင်းပြောပြီးတော့မှဒီ recommendation ရတာကတခြားကိုပတ်စံပေးပြီးငှားတာထက်အများကြီးကိုတားတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်မြန်မာနိုင်ငံ MSME တွေမှာပေါ့နော်ကိုကပတ်စံအများကြီးမသုံးနိုင်ဘူးဆိုရင်တောင်မှကိုသုံးနိုင်တဲ့ local influencer တွေပြီးလို့ရှိရင် customer တွေကိုပြန်ပြီးတော့မှမဲဖောက်ပေးတာเนาะလက်ဆောင်ပေးတာเนาะဒီလိုမျိုးပေါ့နော်တကယ် happy customer တယောက်ဖြစ်တယ်ဆိုလို့ရှိရင်เนาะသူကကိုတခြားဒီ customer တွေကိုခေါ်လာပြီးမှာပဲဖြစ်ပါတယ်ဒါကတော့ဒုတိယအနေနဲ့အရေးကြီးတဲ့ MSME marketing မှာပေါ့နော် influencer မှာ marketing သုံးသင့်တာပဲဖြစ်တယ်ပေါ့နော်နောက်တစ်ခါတော့ customer data ကနေပြီးမှ relationship ကိုတည်ဆောက်ပါမယ်အဲ့တော့ customer data ရလာပြီပေါ့နော် customer data မှာတော့များသောအားဖြင့်ကျွန်တော်ဖုန်းနံပါတ်တွေเนาะဖုန်းနံပါတ် email ပေါ့နော်နာမည်ပြီးတော့ဒီ purchasing history ပေါ့သူကဘယ်လိုအရာမျိုးတွေကြိုက်တယ်အဲ့တော့ကျွန်တော်ရဲ့ customer တွေမှာဘယ်အရာမျိုးတွေကိုသူကထပ်ခါဝယ်တယ်ပေါ့နော်ပြီးတော့သူ့ရဲ့ spending habit power ကဘယ်လောက်ရှိရဲဒါမျိုးလေးတွေကိုသိထားမယ်ပေါ့နော်ပြီးရင်သူ့ရဲ့မွေးနေ့လေးတွေရှိရခါကျရင်ကိုကသွားပြီးတော့ wish လုပ်တာမျိုးပေါ့နော်လက်ဆောင်လေးတွေပို့ပေးတာမျိုးเนาะပြီးတော့သူ့ရဲ့ personal interest ပေါ့နော်သူ့ရဲ့ interest ကအဲ့မှာအယောင်ကာလာဒါတွေကိုကြည့်ပြီးတော့ကျွန်တော်ကဒီခုလက်ရှိဝယ်နေတဲ့သူပေါ်ကိုကြည့်ပြီးတော့မှနောက်ထပ် similar customer ကိုကျွန်တော် attract လုပ်မှာလားဆိုတာကိုစဉ်းစားလို့ရတယ်ပေါ့နော်အဲ့တော့ဒီ data ကိုတင်ထားရဲဆိုတာကသူကဘယ်လောက် frequency မှာပေါ့နော်ဘယ်ပစ္စည်းကိုတော့ဝယ်တယ်ပြီးတော့ဘယ်လိုမျိုး spending power ကသူကဘယ်လောက် amount ထိသူသုံးတယ်ပေါ့နော်ပြီးတော့သူကဘာလေးတွေကိုကြိုက်တယ်လေဒါတွေကိုကြည့်ပြီးတော့မှကျွန်တော်ကိုယ့်ရဲ့ target customer နဲ့တခါလေကြာရင်ပေါ့နော်ကိုယ့်ရဲ့ customer ကိုမှန်းထားတဲ့သူလည်းမဟုတ်တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဥပမာကျွန်တော်ကလေးပစ္စည်းရောင်းနေဆိုပါဆိုနော်အဲ့တော့ကလေးပစ္စည်းရောင်းနေဆိုရင်တကယ် target ပေါ့နော် beneficiary ပေါ့နော် beneficiary ကတော့ကလေးပေါ့ဒါပေမဲ့လည်းတကယ်ဝယ်တာကကြတော့ဥမာကလေးမိဘဖြစ်မယ် parent ဖြစ်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးနော်ကိုယ့်ရဲ့ beneficiary target customer ဒါတွေကိုလည်းကျွန်တော်ခွဲပြသိဖို့လိုတယ်ပြီးတော့ကိုဝယ်ထားတဲ့သူပေါ့နော်ဒီပစ္စည်းကို purchase လုပ်တဲ့ customer ကဘာတွေကိုကြိုက်တယ်လဲဆိုတာကိုလည်းလုံးဝသိထားဖို့လိုတယ်ပေါ့နော်ဒီအချက်လက်တွေကနေပြီးတော့မှတကယ်လို့နောက်ထပ်ပေါ့နော် product တွေပဲထပ်ရောင်းမလားနောက်စီးပွားရေးတစ်ခုမှာပဲသူတို့ကိုဆွဲခေါ်ရမလားဆိုတာကိုကဆုံးဖြတ်လို့ရတယ်ပေါ့နော်လေးကတော့ automation ပေါ့နော် automation ဆိုတာက owner မရှိတဲ့လုပ်ငန်းလည်ပတ်နေရမယ်ဆိုတဲ့အခြေအနေမျိုးဖြစ်အောင်တည်ဆောက်ရပါမယ်အစားပိုင်းမှာတော့ဟုတ်ပါတယ်နော်လုပ်ငန်းတစ်ခုမှာတကယ်လို့စဉ်းစားရဆိုလို့ရှိရင်တော့ up to 5 years အထိရပေါ့နော်မတည်ငြိမ်ဘူးလို့တော်တော်များများကခံမှန်းတတ်ကြတယ်ပေါ့နော်အဲ့တော့ဒီ9နှစ်အတွင်းမှာကိုအများကြီးပါဝင်ပြီးတော့မှတည်ဆောက်တယ်ဒါပေမဲ့
တကယ်ကိုယ့်ရဲ့ goal ပေါ့နော်စီးပွားရေးရဲ့ goal ကတော့ကိုမရှိလဲဒီလုပ်ငန်းကလဲပတ်နေမယ်ဒါဒီအကျိုးမြတ်ရနေမယ်ဆိုတဲ့ပုံစံမျိုးထိရအောင်ကျတို့သွားတင်တယ်ပေါ့နော်အဲ့တော့အခုအချိန်မှာတော်များပြောလာနိုင်ပါတယ်ဒါဝန်ထမ်းအရာကောပေါ့နော်ကျတို့နိုင်ငံမှာအခက်ခဲလေးတွေဖြစ်တဲ့ပေါ့နော် operation issue အရာကောတို့ပေမဲ့လည်းဒါကျတို့ goal ကတော့ပေါ့နော်အခုလိုမျိုးအုံနာမရှိပဲလဲပတ်နိုင်တဲ့ level ထိသွားရအောင်လို့တော့မှန်းထားရမယ်ပေါ့နော်အဲ့တော့ဘာတွေလုပ်လို့ရလဲဆိုတော့ကျတို့ auto reply တွေပေါ့နော်တကယ်လို့နည်းပညာတွေသုံးနေဆိုလို့ရှိရင် auto reply တွေ booking system တွေပြီးလို့ရှိရင်ဒီ payment ဆိုလို့ရှိရင် digital payment တွေသုံးတာမျိုးပေါ့နော်ပြီးရင်CRM ဆိုလဲ customer data တွေကိုအလိုလျောက်ဒီ manual မှတ်စရာမလိုဘဲနဲ့ပေါ့နော်အလိုလျောက် system ကမှတ်ပေးတာမျိုးပြီး inventory ပေါ့နော်ကိုယ်စီမှာပစ္စည်းဘယ်လောက်ရှိလဲဆိုရင် inventory ကိုကျတို့မှတ်ထားပေးတာမျိုးဒါမျိုးတွေကိုလည်း system တွေသုံးပြီးတော့မှဒါမျိုးတွေကို system တွေသုံးပြီးတော့မှကျတို့မှတ်ထားလို့ရတယ်ပေါ့နော်အဲ့တော့ owner မပါဘဲ system လဲပတ်နေအောင်လို့ကျတို့ target ထားရပါမယ်တဲ့နောက်ဆုံးတစ်ခုကတော့ partnership ပေါ့နော်အဲ့တော့ partnership ဆိုတဲ့နေရာမှာကိုစီးပွားရေးစလုပ်တဲ့ partner တစ်ခုတည်းကိုပြောချင်တာမဟုတ်ပါဘူးကိုအလုပ်တစ်ခုလုပ်မယ်ဆိုရင်ထားပါတော့တခြား product ထုတ်တယ်သူပေါ့နော်အဲ့ product ကိုထုတ်တယ်ဒါပေမဲ့အဲ့ package အဲ့ product ကိုထုတ်တဲ့ packaging ကိုတရားမနိုင်ဘူးဆိုရင်ကိုယ့်ကို packaging လုပ်ဖို့မစင်စားဘဲနဲ့ packaging partner တယောက်နဲ့တွဲပြီးတော့မှလုပ်တင်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကိုကဒီ packaging ကိုခေါင်းစားစရာမလိုဘဲနဲ့ဒီ packaging partner နဲ့တွဲပြီးတော့မှကိုယ့်ရဲ့ product ကို delivery လုပ်နိုင်တယ်ပေါ့နော်ဒီလိုမျိုး partnership model ကတော့တခြားနိုင်ငံတွေမှာတော်တော်များသုံးတာတွေ့ရတယ်ပေါ့နော်သူကကိုယ့်ရဲ့ core value ကိုအရင်ရှာမျိုးဒီအပိုင်းကိုတော့ငါလုံးဝ focus ထားမယ်ဒါကငါရဲ့ value ငါလုပ်မယ်ဒါပေမဲ့တခြားလိုအပ်တဲ့အပိုင်းတွေပေါ့နော်ဥပမာစီးပွားရေးလုပ်တဲ့ assistant တစ်ခုလိုလေဒါဆိုလဲနည်းပညာ partner ရှာတာမျိုးပေါ့နည်းပညာပေါ့နော်ဒီ partner ဆိုတာမျိုးကရေရှည်လက်တွဲသွားမယ်သူလည်းအကျိုးရှိမယ်ကိုလည်းအကျိုးရှိမယ်ဒီလို partner တွေနဲ့လဲပတ်နိုင်အောင်စူးစမ်းဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဒီ future partner တွေကကြတော့ဥမာကိုနဲ့အတူတူတွဲလုပ်မဲ့ platform owner တွေပဲဖြစ်မလားပေါ့နော်ဥမာတချို့အခုဆိုတချို့စားတောက်ဆိုင်တွေဆိုလို့ရှိရင် delivery company နဲ့ချိတ်ဆက်ပြီးတော့မှဒီ app တွေမှာရောင်းတာမျိုးဒါမျိုးတွေပေါ့နော်အဲ့တော့ကိုက platform partner တွေဖြစ်နိုင်တယ်နော် tech company ပြီးလို့ရှိရင် association တွေဖြစ်နိုင်တယ် association တွေချိတ်ဆက်ပြီးတော့ကိုယ့်ရဲ့စီးပွားရေးကိုပဲဒါမြင့်တင်အောင်လုပ်မလားပေါ့နော်ဒါမျိုးလေးတွေကို partnership တယောက်တည်းလုပ်တာတဲ့ partnership နဲ့ပူးပေါင်းလုပ်တာကလည်းဒီအနာဂတ်က MSME မှာအောင်မြင်မှုအတွက်လမ်းစားပါပဲတဲ့အဲ့တော့အခုတစ်ချက်ပြောသွားတယ်၅ချက်ကတော့ဒီ growth ဖြစ်ဖို့အတွက်ပေါ့နော်လုပ်လို့ရတဲ့အချက်လေးတွေပဲဖြစ်ပါတယ်ဒီအသင်းဖွဲ့မှာကြတော့ဘာတွေအားသာလဲဆိုတော့ဒီကိုနဲ့အတူတူပေါ့နော်လုပ်ငန်းရှင်တွေကိုကျွန်တော်တွေ့ရတယ်ပေါ့နော်လုပ်ငန်းရှင်လူငယ်တွေဒီကိုတွေ့ရကျွန်တော်45နှစ်အောက်ပေါ့နော်လုပ်ငန်းရှင်လူငယ်တော်တော်များများကဒီ M1E ထဲမှာရှိတယ်အဲ့တော့ကိုနဲ့အတူတူပေါ့နော်အတွေးအမြင်မတူဘဲနဲ့ဒီစူးစမ်းနေတဲ့ကိုယ့်ရဲ့စီးပွားရေးကိုလုပ်နေတဲ့သူငယ်တွေအများကြီးတွေ့ရတာဖြစ်တဲ့အတွက်အမြင်ကျယ်စီတယ်ပေါ့နော်ပြီးလို့ရှိရင်သူက local တွေမဟုတ်ဘူးနိုင်ငံခြားတွေမှာပါ partner တွေချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ဒါ international network ပဲပါဒါကတော့တစ်ချက်ကဒီနေ့ပြောမဲ့ topic မှာပေါ့နော် sharing လုပ်သွားမဲ့ရာလေးတွေကိုဒီမှာknowledge ရအောင်လို့ record လုပ်ပြီးတော့ share လုပ်ပြလိုက်ပဲဖြစ်ပါတယ်အဲဆိုလို့ရှိရင်သိချင်တာရှင်းလဲတစ်ချက်ကို message မှာဖြစ်ဖြစ် comment ဖြစ်ရေးခဲ့နော်